ဆရာကျွန်တော်လက်ထဲမှာကန်လန်းချောင်းကပြတ်နေတယ်လို့ပဲနော်အလုပ်တွေကလည်းအစင်မပြေအကျွေးတွေကလည်းဝိုင်းနေလို့ပါကျွန်တော်ဘဝကဒီအတိုင်းပဲဆုံးသွားတော့မှာလားဗျာ လက်မှန်ဘလူကိုချလိုက်ပြီးကိုအောင်ကိုစိုက်ကြည့်ကပြုံးလိုက်သည်မင်းရဲ့လက်ဖွားမှာလမ်းကြောင်းတချို့ကမထင်မရှားဖြစ်နေတာတော့အမှန်ပဲဒါပေမဲ့မင်းတစ်ခုသတိထားမိလား ဘာကိုလဲဆရာ မင်းခုနကလက်သေးကိုကြစ်ကြစ်ပအောင်ဆုပ်လိုက်တဲ့အချိန်မှာမင်းပြောတဲ့ကန်လန်းချောင်းတွေကဖျောက်သွားတယ်သူ့လက်သေးကိုကြည့်ပြီး ကျွန်တော်လက်ဖွားထဲမှာပဲရှိနေတာပေါ့ဆရာဟုတ်တယ်အဲ့ဒါပဲကိုအောင်မင်းရဲ့ကံကြမ္မာဆိုတာတခြားသူလက်ထဲမှာမဟုတ်ဘူးမင်းရဲ့လက်ဖွားထဲမှာပဲရှိလားလက္ခဏာဆိုတာမြေပုံတစ်ခုပဲအဲ့ဒီမြေပုံတိုင်းရှောက်မှာလားလမ်းတစ်ဖောက်မှာလားဆိုတာမင်းစုပ်ကင်ထားတဲ့လက်သီးပေါ်မှာပဲမူတည်တယ်ဆိုလိုတာကကျွန်တော်စူးစမ်းရင်ဒီကံတွေကိုပြောင်းလဲနိုင်တယ်ပေါ့နော်ဆရာအတိအကျပေါ့လက်ဖွားပေါ်ကအကြောင်းအရာတွေကပြောင်းလဲတတ်ပေမဲ့စိတ်ကြက်နဲ့စူးစမ်းအားထုတ်မှုကတော့မင်းကိုယ်တိုင်ဖန်တီးယူရမှာပါကဲလက်သီးကိုဖြေလိုက်တော့အားမလျှော့ပဲပြန်စူးစမ်းကြည့်စမ်းပါကြည်စူးပါဆရာကျွန်တော်ဘာဆက်လုပ်ရမလဲဆိုတာသဘောပေါက်သွားပါပြီကိုအောင်ဒီယုံကြည်မှုရှိသောခြေလမ်းများဖြင့်အခန်းထဲကထွက်ခွာသွားလေသည်နားထောင်ပြီးတဲ့အတွက်ကြည်စူးပါအားလုံးကျမ်းမာချမ်းသာအေးချမ်းကြပါစေကျွန်တော်ဘီဒင်ချိုပူပူဟိမှာ